ဆေးပညာလောကဆရာဝန်လောကမှာခလေးမရနိုင်သေးတဲ့သားသမီးမရနိုင်သေးတဲ့ဇုံတွဲတွေကိုခလေးရအောင်တမင်တကာလုပ်ပေးလို့ရတဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒီနည်းလမ်းကိုတော့ Medical Terms လို့ခေါ်တဲ့ဆေးဘက်ဆိုင်ရာဝေါ်ဟာနဲ့ဖော်ပြရမယ်ဆိုရင် Artificial Insemination သို့မဟုတ် Intrauterine Insemination IUI လို့ခေါ်ပါတယ်။အမျိုးသားတွေရဲ့တုပ်ပိုးကိုအမျိုးသမီးတွေရဲ့တအိမ်ဝတအိမ်ပြုံတအိမ်ထဲကိုဆရာဝန်တွေကထည့်ပေးရပါတယ်။အဲ့ဒီနီလန်အတိုင်းစီးစနစ်ကျစွာဖြင့်တည်တည်ချာချာလေးလုပ်ပေးမယ်ဆိုရင်တုပ်ပိုးတွေကမမျိုးဥတွေစီကိုအရောက်သွားရတဲ့ခရီးကတူသွားပါတော့တယ်။ဆရာဝန်တွေကတုပ်ပိုးကိုတအိမ်ထဲထည့်တဲ့နီလန်ကိုအများဆုံးသုံးကြပါတယ်။တုပ်ပိုးကိုကျွန်တော်တို့အင်္ဂလိပ်လို sperm လို့ခေါ်ပါတယ်။ခင်မောတဲ့စီမှာတုပ်ပိုးအရေအတွက်အရန်ကိုနည်းနေပြီးတော့တုပ်ပိုးတွေကမမျိုးဥတွေစီကိုရောက်အောင်ကူးခတ်သွားလာနိုင်စွမ်းအရန်နည်းနေတဲ့အချိန်တွေမှာဆိုရင်အဲ့ဒီ IUI နီလန်ကိုသုံးကြပါတယ်။ဇနီးတွေက endometriosis လို့ခေါ်တဲ့တအိမ်ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင်လည်းပဲအဲ့ဒီ IUI နီလန်ကိုအသုံးပြုနိုင်ပါတယ်။အမျိုးသမီးတွေမှာတအိမ်ဝအချွဲရည်မကောင်းဘူးဆိုရင်လည်းပဲအဲ့ဒီ IUI နီလန်ကိုအသုံးပြုနိုင်ပါတယ်။မမျိုးဥမထွက်တဲ့အမျိုးသမီးတွေကိုဆိုရင်ဆရာဝန်တွေကအရင်ဦးဆုံး Clomid လို့ခေါ်တဲ့ဆေးကိုပေးတတ်ပါတယ်။အမျိုးသားတွေကိုကြတော့တုပ်ပိုးအရေအတွက်အားကောင်းအောင်တုပ်ပိုးမထုတ်ခင်မှာလိင်ဆက်ဆံမှုကိုလုံးဝမလုပ်ဘဲနဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တုပ်ရည်ကိုလုံးဝအပြင်မထုတ်ဘဲနဲ့အနည်းဆုံး9ရက်လောက်ဆရာဝန်တွေကရှောင်ခိုင်းထားတတ်ပါတယ်။ IUI နီလန်ကိုစတင်အသုံးပြုတဲ့အခါအမျိုးသားတွေစီကထွက်လာတဲ့တုပ်ရည်ကိုယူပြီးတော့တနာရီတွင်အမျိုးသမီးတွေရဲ့တအိမ်ထဲကိုစတင်ပြီးတော့ထည့်ပေးပါတယ်။အရင်ဦးဆုံးအနေနဲ့ဓာတ်ခွဲခန်းမှာဆေးကြောတာကိုလုပ်ပေးရပါတယ်။ room temperature လို့ခေါ်တဲ့အခန်းတွင်းအပူချိန်မှာနာရီဝက်သို့မဟုတ်မိနစ်30ကနေစပြီးတော့ထားပေးပါမယ်။အဲ့ဒီလိုနဲ့တုပ်ရည်ကတဖြည်းဖြည်းနဲ့အရေးပြောလာပါမယ်။ဆေးတစ်ခုထည့်ပြီးတော့ဗဟိုခွာအားစက်နဲ့တုပ်ပိုးတွေကိုခွဲခြားပြီးတော့ယူပါမယ်။ပြီးသွားရင်ပိုက်သေးသေးလေးတွေကိုထည့်ပေးလိုက်မယ်။အမျိုးသမီးလင်းအင်ကမွေးလန်းချောင်းနဲ့တအိမ်ဝါကနေတစ်ဆင့်တအိမ်ထဲကိုသွင်းမယ်။ Pap smear လို့ခေါ်တဲ့တအိမ်ဝကင်ဆာစစ်နီးလှုပ်တလို့သာလင်ခံစားရမှာဖြစ်ပါတယ်။နာကျင်မှုလုံးဝမရှိပါဘူး။ထဲ့လို့ပြီးသွားတာနဲ့အမျိုးသမီးကိုအိပ်ရာထဲမှာ45မိနစ်ခန့်လဲလျောင်းနေစေပါမယ်။အားလုံးလှုပ်ပြီးသွားလို့အောင်မြင်သွားပြီဆိုရင်တော့တတိအောင်ပြီးတော့ခလေးရသွားပါမယ်။ဒါပေမဲ့အရှိမပြောသွားခဲ့တဲ့နီလန်းတွေအတိုင်းလှုပ်လို့အမြဲတမ်းကြီးတတိအောင်နေတာတော့မဟုတ်ပါဘူး။အဲ့ဒီနီလန်းတွေအတိုင်းလိုက်လို့လို့တတိအောင်သွားတဲ့အခါမျိုးတွေရှိသလိုတစ်ခါတရံမှာတော့ကံမကောင်းစွာနဲ့တတိမအောင်တဲ့အခါမျိုးတွေလည်းရှိနေတတ်ပါတယ်။ IUI နီလန်းကိုအသုံးပြုပြီးတော့ခလေးရယူတဲ့နေရာမှာတတိအောင်ခြင်းမအောင်ခြင်းခလေးရခြင်းမရခြင်းတွေကအချက်လက်တချို့ပေါ်မှာလည်းမူတည်နေပါသေးတယ်။အဲ့ဒီအချက်လက်တွေကတော့နံပါတ်1ချက်ကိုဝင်လွယ်ရမယ့်အမျိုးသမီးရဲ့အသက်အရွယ်ပေါ်မှာမူတည်နေပါတယ်။နံပါတ်2ချက်အမျိုးသမီးမမျိုးဦးအရေးသွေးပေါ်မှာမူတည်နေပါတယ်။နံပါတ်3ချက်တုပ်ပိုးအရေးသွေးပေါ်မှာမူတည်နေပါတယ်။နံပါတ်4ချက်တအိမ်ယောဂအခြေအနေပေါ်မှာလည်းမူတည်နေပါတယ်။တအိမ်ယောဂအခြေအနေမကောင်းဘူးပြင်းထန်နေတယ်ဆိုရင် IUI လို့ဘလို့မှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။နံပါတ်5ချက်တအိမ်ပြုံအခြေအနေအပေါ်မှာမူတည်နေပါတယ်။တအိမ်ပြုံပိတ်နေရင်လည်း IUI နီလို့မရနိုင်ပါဘူး။တအိမ်ကိုကျွန်တော်တို့အင်္ဂလိပ်လို uterus လို့ခေါ်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့လူတွေသိမသိကြသေးတဲ့သားသမီးမရနိုင်တဲ့ဇနီးမောင်နှံတွေကိုသားသမီးရအောင်ဘယ်လိုမျိုးဆောင်ရွက်လို့ရနိုင်ပါသလဲဆိုတဲ့အချက်လက်တချို့ကိုကျွန်တော်ကိုယ်တိုင်လေ့လာတွေ့ရှိထားသမျှလူကြီးမင်းများအားလုံးကိုတဆင့်ပြန်လည်ဝေမျှ၍ပြောပြပေးသွားခဲ့ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်အထိကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲညှိနှိုင်းပါမယ်။လူကြီးမင်းများနဲ့မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။